ဒီကနေ့နှုတ်ကပတ်တော်အပြင်ဘုရားသခင်စကားပြောတဲ့အရာကတော့နေ့တိုင်းရေချိုးပါတစ်ပေခန်းကြီး1အခန်းငယ်15သင်တို့ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည့်ဤသူကြင်ကြံပြုမှုသမျှတို့၌တန်ရှင်းခြင်းရှိကြလောသင်ရဲ့ခန္ဓာကိုယ်ကိုသင်နေ့တိုင်းရေချိုးပေးရမလားဒါဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာအသက်တာတန်ရှင်းဖို့ရောသင်နေ့တိုင်းလှုပ်ဆောင်နေရဲ့လားဘုရားသခင်ကတန်ရှင်းတဲ့ဘုရားဖြစ်ပါတယ်ထိုတန်ရှင်းတဲ့ဘုရားကိုယုံကြည်တဲ့ကျွန်တော်တို့ကလည်းတန်ရှင်းသောသူဖြစ်ပါတယ်ဒီကနေ့အပြစ်တွေနဲ့ညစ်ပတ်ဆိုးပင်နေတဲ့ကျွန်တော်တို့ရဲ့အသက်တာကိုယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ဘုရားသခင်ကရေချိုးသလိုတန့်စင်ပေးခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့နှုတ်ကပတ်တော်ကတော့သင်ရဲ့မတန့်ရှင်းခြင်းတွေအတွေးခေါ်အဟောင်းတွေလောကအရာတွေပေါ်မှာမရက်တည်ပဲနဲ့နေ့ရက်စဉ်တိုင်းဘုရားရဲ့စကားပြောခြင်းနှုတ်ကပတ်တော်အတိုင်းလောကကလာတဲ့သင်ကိုညှဉ်းနှန်းဆိုးပစ်စေတဲ့အပြစ်တွေရဲ့အတွေးခေါ်တွေကိုနေ့ရက်စဉ်တိုင်းမှာတန့်ရှင်းခြင်းပြုလုပ်ဖို့လိုပါတယ်သင်ရဲ့ခွန်အားနဲ့တန့်ရှင်းဖို့မတတ်နိုင်တဲ့အရာတွေကိုလည်းဘုရားသခင်ရဲ့အသွေးတော်နဲ့နှုတ်ကပတ်တော်ရေကသင်ကိုနေ့တိုင်းတန့်စင်ခဲ့တင်ပေးနိုင်ပါတယ်ဘုရားရဲ့အပြစ်လို့တန့်စင်ပေးခဲ့တဲ့နှုတ်ကပတ်တော်ရေကိုသင်နေ့တိုင်းချိုးဖို့လိုပါတယ်နေ့ရက်စဉ်တိုင်းဘုရားရဲ့ဂရုတော်တွေနှုတ်ကပတ်တော်တွေပေါ်မှာဝန်ခံရှောက်လန်းအသက်ရှင်ပါဒါဆိုရင်သင်ရဲ့အသက်တာကတန့်ရှင်းခြင်းအသက်တာနဲ့တကွဘုရားသခင်အလိုတော်ရှိတော်ဘုရားသခင်ဘုန်းတော်ထင်ရှားစေသောအသက်တာဖြစ်လာပါလိမ့်မယ်။အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။